ထိုင်းနိုင်ငံမှာလက်တလောဖြစ်နေတဲ့လူမျိုးခွဲခြားမှုတွေဖြစ်နေပါတယ်လူမျိုးခွဲခြားမှုဆိုတာကျောင်းကနေစရတယ်နော်ကျောင်းတစ်ကျောင်းမှာနော်ထိုင်းမယောက်ျားကျတော့ French လူမျိုးဖြစ်တယ်ဆိုတော့သူတို့တွေကကျောင်းမှာဒီတလိပ်ဆန်ရုံဖွင့်ထားတယ်ပေါ့နော်တလိပ်ဆန်ရုံလူတွေဝင်လာရင်တလိပ်ဆန်တွေကိုစားစရာတွေကျွေးလို့ရတယ်အဲ့လိုမျိုးပေါ့နော်စားစရာကျွေးဝင်တွေသူတို့အဲ့ဒီနားကပဲရတယ်ပေါ့နော်ဆိုတော့သူတို့ဖွင့်ထားလဲ10နှစ်လောက်ရှိနေပြီအဲ့ဒီသူတို့ဆိုင်ဝင်တဲ့လူတွေကလည်းနိုင်ငံခြားသားတွေပုံများကွာနိုင်ငံခြားသားမှာ Israel နော်တခါပဲပြောမနော်စမမြောင်မပြောရှင်ခဏနေပြဿနာဖြစ်မှကြာပြီ is နဲ့ပဲထဲပဲနော် is လူမျိုးတွေကလာများတယ်ကွာအဲ့ဒါ is လူမျိုးတွေကဒီသူတို့တလဲဆန်တရားလို့တယ်တို့နော်သူတို့ဆိုင်ရောပဲလေပြည့်စင်အောင်လုပ်တယ်တို့သူတို့ပြောတယ်နော်ဆိုတော့သူတို့ကလေကျောင်းမှာရှိတဲ့ပလဲယုံမတိုင်မနဲ့လေသူတို့ကဘန်ကောက်ကပလဲယုံသူတို့သွားတိုင်ပါနော်ပြောရပါနော် is ကအနိုင်ကျစ်တာတို့သူတို့တက်မှာတို့မလုံရှုံတော့ဘူးနော် security မလုံရှုံတော့ဘူးလို့ပြောတယ်အလဲမှာရှိတဲ့နော်ပလိတ်တွေကဘယ်လိုမျိုးဆုံးဖြတ်လဲဆိုတော့ထိုင်းနိုင်ငံကျတော့ခရီးသွားတွေနဲ့ပဲရှင်တန်လို့ရတယ်နော်ခရီးသွားတယ်မရှိရင်ဝင်မရှိဘူးဝင်ရှိဖို့အရေးကြီးတယ်အဲ့ဒါကောင်နေဖို့အတွက်ဆိုရင်ဝင်ရှိရတယ်နော်နိုင်ငံတနိုင်ငံမှာရှင်တန်ဖို့နော်တိုးတက်ဖို့ဆိုရင်ဝင်လိုတယ်နော်ဝင်တွေနဲ့လည်းပန်းနေရတယ်ထိုင်းနိုင်ငံအများစုကနော်ခရီးသွားတွေကနေပဲပတ်စံအများကြီးရတယ်သူတို့တွေကခရီးသွားတွေကသူတို့ပတ်စံမပေးဘူးလို့ဘလားပဲပြောကွာခရီးသွားတွေကပဲပတ်စံလာပေးနေတာပြီးတော့သူတို့နိုင်ငံကျွန်းနေများတယ်လေကွာဆိုတော့ပလိတ်တွေကအလဲမနေတယ်နော်ယူတော့ကောင်းသူတို့အလဲမနေတယ်ဆိုတော့သူယောက်ျား French is လူမျိုးနော်ပြန်ဖြစ်တဲ့အတွေ့ဘာလို့လဲဆိုတော့နေလက်ထဲဆိုတာလေနိုင်ငံကနေနှင်ထုတ်လိုက်တယ်နော်ပြဿနာတေးလေးကနေနော်လူမျိုးရေးတွေမဖြစ်ရှင်အောင်နော်နိုင်ငံရေးတွေမဖြစ်ရှင်အောင်နိုင်ငံရေးတွေဖြစ်ရတော့ဒီစစ်တွေဖြစ်လာတယ်လေတေးလေးဆိုတေးလေးကိစ္စနဲ့ပဲဖြစ်တော့တဲ့တယ်နော်ညပြည့်တယ်ဆိုတာလေညပြည့်တဲ့အသွဲ2ယောက်ပဲရှင်လူအကောင်လုံးပါစရာအကြောင်းမရှိဘူးနော်လေကဒီ French သူယောက်ျားနဲ့ဒီဘက်က is လူမျိုးနေလက်ထဲဆိုနိုင်ငံကိုမဝင်ခိုင်းတော့သူတို့နိုင်ငံသူတို့ပြန်သွားအဲ့ဒီကိစ္စသတင်းတွေကိုကြားတဲ့နော်ထိုင်းသူရှိုးတွေis ကို focus လုပ်နေတယ်ပေါ့နော်သူများနိုင်ငံမှာလာနေသေးတယ်နော်သူများကိုလည်းနေသေးတယ်နော်သူများကိုလည်းညစ်ပတ်တဲ့ခြေတော်နဲ့နေတယ်လို့သူတို့လုံးနေကြတာပါဘယ်အောင်ဆိုကောင်းတယ်ဆိုးတယ်အမြဲရှိပြီးတော့ကွာဒါပေမဲ့တရားမှာနိုင်ငံတနိုင်ငံမှာလဲပတ်ဖို့ဆိုရင်လေဝင်ငွေတွေလိုအပ်ကွာဝင်ငွေတွေကိုနိုင်ငံခြားသားတွေပဲအဆင်လာပေးနေတာနော်ထိုင်းနိုင်ငံခြားသားလာများဆုံးပဲနော်ကျွန်းနေဆိုရင်နိုင်ငံခြားသားလာများဆုံးပဲအဲ့လိုမျိုးလူမျိုးရေးတွေနဲ့လေစံတဲ့တွေပြားကြရင်လေနိုင်ငံခြားသားခရီးသွားတယ်မရှိပဲဆိုလေအခက်လောတွေးလိုက်မယ်ကွာလောကကြီးမှာလူမျိုးရေးတွေမခွဲရှားပါနဲ့ဖြစ်နေတဲ့ပြဿနာတွေအများကြီးရှိတယ်နော်လုံးတဲ့လူပဲအပြစ်တင်မှာနော်ထိုင်းလူဆိုပါမြန်မာမကောင်းမြန်မာတွေကောလုံးကောင်းနေတာမှာတချို့ဆိုချမ်းသာတဲ့လူတွေအများကြီးရှိတယ်ဆိုချမ်းသာတဲ့လူတွေဆိုသူတို့ပါစပ်ပိနေရောso money is power ဆိုတည်ထားလိုက်ပါလူတိုင်းရောပဲလူမျိုးရင်းနဲ့ပြောလို့မရအောင်ခြုံပြီးတော့ပြောလို့မရအောင်နိုင်ငံရင်းနဲ့လည်းခြုံပြီးပြောလို့မရဘာသာရင်းနဲ့လည်းခြုံပြီးပြောလို့မရလူတအူးတရားချင်းစီကအကြိုက်လည်းမတူအကျင့်လည်းမတူကောင်းတာတော်တာတွေကလေလူတအူးတရားချင်းစီနဲ့ပဲဆိုင်နေနော်လူတအူးတရားချင်းစီပဲ individual လူတိုင်းကကိုယ့်ဘဝကိုသာဂရုစိုက်ရင်ကောင်းတယ်နော်ဒီနိုင်ငံတွေဘာတွေအရင်ကလေ serious မထားတဲ့ကိုယ့်ဘဝကိုဘယ်လိုကောင်းအောင်လုပ်မယ်ကိုယ့်ဘဝရဲ့အနာဂတ်ကဘယ်လိုရှိလဲကိုယ့်ဘဝအရင်ကောင်းလို့ကိုယ့်ဘဝအရင်ကောင်းနေပြီဆိုရင်လေနိုင်ငံတွေဘာတွေကြီးလို့ရပါကိုယ့်ဘဝလည်းထမင်းစားဘဝအနဲ့မမှန်တဲ့ပြင်တခြားဟာတွေရှိဝေးမတွေ့တော့ပါတနေ့ငါထမင်းဘာနဲ့စားရမလဲငါဘဝကဘယ်လိုမျိုးရှင်တိုင်ရမလဲအဲ့ဒါပဲအဓိကကြည့်ကိုတိုးတက်အောင်ပဲကိုလုပ်နော်ကိုကအရင်တိုးတက်အောင်လုပ်ရမယ်နော်ချမ်းသာတဲ့လူတွေဆိုရင်လေနိုင်ငံတွေပါတယ်သူတို့ကြည့်နေတာမဟုတ်သူတို့ဘဝကသူတို့ကဂရုစိုက်နေကြတာဆိုကိုလည်းကိုဘဝတော့ကိုဂရုစိုက်ဖို့ကောင်းတယ်နော်